ဇလန်းအစမှာတော့အနောက်နိုင်ငံတွေရဲ့တခါမှမရှုံးဘူးသေးတဲ့အမျိုးသမီးစစ်သူကြီးဆာယာဖီနာဟာအရှိရက်ကလူရိုင်းမျိုးနွယ်စုတွေကိုတွားရောက်တိုက်ခိုက်နေပါတယ်။ဒါပေမဲ့သူမတင်မှတ်ထားပဲအရှိပတ်သားလူရိုင်းတွေကအင်အားအရန်ကြီးမားနေတဲ့အတွက်သူမစစ်တပ်ဟာအပြတ်အသက်အရေးနိုင်နေခဲ့ပါတယ်။ဆာယာဖီနာကတော့ရှီတုလာသမျှလူရိုင်းတွေကိုတပ်ဖြတ်နေခဲ့ပြီးအသေးအတန်ခုခံနေခဲ့ပါတယ်။ထိုအချိန်မှာပဲရန်သူဘက်ကခေါင်းဆောင်လို့ထင်ရတဲ့အင်အားကြီးတဲ့ရန်သူတယောက်ကလူသမျှသူမရဲ့တပ်သားတွေကိုရက်ဆက်စွာတပ်ဖြတ်ပြီးတော့သူမရှိတဲ့ဘက်ကိုရောက်လာခဲ့ပါတယ်။လူရိုင်းခေါင်းဆောင်ကတာမန်စစ်သားတွေကိုတိုက်ရတာညှင်းငုံနေပြီဖြစ်တာကြောင့်တယောက်ချင်းချမလားဆိုပြီးတော့ဆာယာဖီနာကိုစိန်ခေါ်လိုက်ပါတယ်။ဆာယာဖီနာလည်းဒီလောက်ကျန်းတဲ့ကောင်ကိုလွတ်ထားလိုက်ရင်သူ့တပ်သားတွေစုခွာဖို့အတွက်အရန်အန်တွေများတာကြောင့်လူရိုင်းခေါင်းဆောင်ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပြီးစတင်တိုက်ခိုက်ကြပါတယ်။နှစ်ယောက်သားတိုက်ခိုက်ကြတဲ့အခါမှာတော့လူရိုင်းခေါင်းဆောင်ကအင်အားအရန်ကြီးနေတဲ့ကြောင့်သူမှပဲအဝေးကိုလင်းသွားခဲ့ရပါတယ်။နှစ်ယောက်သားအပြင်းထန်တိုက်ခိုက်ကြရင်လူရိုင်းခေါင်းဆောင်ကဓာတ်နဲ့အဆက်မပြတ်တိုက်ခိုက်တာကြောင့်ဆာယာဖီနာတယောက်အသေးအံခုခံနေရပါတယ်။နောက်တော့ခွန်အားအကုန်သုံးပြီးဓာတ်ရှင်ခုတ်လိုက်တဲ့အခါမှာတော့ဆာယာဖီနာရဲ့ဓာတ်အကျိုးသွားခဲ့ပါတယ်။သူမှရှုံးသွားပြီဖြစ်တာကြောင့်တက်လိုက်တော့ဖို့ပြောပေမဲ့လည်းလူရိုင်းခေါင်းဆောင်ကလူယုံမှအပြုံးကြီးပြုံးပြီးတော့ငါမင်းကိုမတက်ဘူးမင်းကငါ့အပိုင်ပဲလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဆာဖီနာတယောက်လည်းလူရိုင်းတွေရဲ့အချင်းတောင်ရင်းထဲမှာစစ်သုံးပန်းအဖြစ်နဲ့ဖမ်းဆီးတာခံလိုက်ရပါပြီ။ဆာယာလည်းလူရိုင်းတွေအကြောင်းကိုကြားဖို့နှောက်ဝရှိထားတဲ့အတိုင်းသူမှရရဆက်ဆက်အသက်ခံရတော့မယ်ဒါမှမဟုတ်ရင်လေတရင်နိုင်ဖို့ညှဉ်းပန်းနှိပ်စက်ခံရတော့မယ်လို့တွေးပြီးတော့ကြောက်ရွံ့နေခဲ့ပါတယ်။နောက်တော့လည်းလူရိုင်းခေါင်းဆောင်ပြောခဲ့တဲ့မင်းကငါ့အပိုင်ပဲဆိုတဲ့စကားကိုသတိရသွားပြီးသူ့အပျော်မဲ့လှုပ်တော့မှလားဆိုပြီးတော့စိုးရိမ်နေခဲ့ပြန်ပါတယ်။သူ့အတွေးနဲ့သူကြောက်လန့်နေခဲ့ပြီးတစ်ဖက်မှာတော့လူရိုင်းနယ်မြေကိုသူမသိမ်းလိုက်နိုင်တဲ့အတွက်သူ့ပြည်သူတွေနဲ့သူ့တပ်သားတွေအတွက်စိတ်ပူနေခဲ့ပါတယ်။ထိုအချိန်မှာပဲကောင်မလေးတယောက်ဝင်လာပြီးသူ့နာမည်ရစာစီဆိုပြီးတော့နှိပ်စက်လာပါတယ်။ဆာယာကတော့သူ့ကိုနှိပ်စက်ပြီးသတင်းနိုင်မလို့လားသူမကတော့ဘာသတင်းမှပြောမှမဟုတ်ဘူးလို့ပြောနေပါတယ်။စာစီဆိုတဲ့ကောင်မလေးကတော့သူ့တခင်ပေးထားတဲ့အမိန့်အတိုင်းလုပ်ဖို့လာခဲ့တာဆိုပြီးတော့ဆာယာကိုတန်ရိုးရင်နဲ့ဆွဲလိုက်ပါတယ်။လူရိုင်းကောင်းဆောင်ကြီးကတော့တစ်ဖက်မှာလူယုံမှအပြုံးနေပြုံးပြီးတော့ငါရတနာလေးဆိုပြီးရွတ်နေခဲ့ပါတယ်။အချင်းထောင်ထဲမှာတော့ဆာယာဖီနာကိုစာစီကတန်ရှင်းအောင်ရေဘက်တိုက်ပေးနေခဲ့ပြီးသူ့ကိုခတ်ထားတဲ့တော့တွေဖြုတ်ပေးတဲ့အပြင်လက်သေးညက်အလှပြင်ပေးနေတာကြောင့်ဆာယာဖီနာလည်းတော်တော်ကြီးအော်နေခဲ့ပါပြီ။သူမကိုနှိပ်စက်မှာမဟုတ်ဘူးလားလို့မေးလိုက်ပေမဲ့လည်းဟိုကပြန်မဖြေပါဘူး။သူမကိုသူမနမ်းညီပြီးစစ်တုံးမန်းတွေကိုရင်မွေးလေးမိတာကလူရိုင်းတွေယူရလာလို့တွေးနေတဲ့အချိန်မှာပဲခြေဆောင်နဲ့အော်တန်ကြီးကိုကြားလိုက်ရပြီးလူရိုင်းကောင်းဆောင်သူမစီကိုရောက်လာခဲ့ပါတယ်။နောက်တော့သူကဒီဒေသရဲ့ဆက်ခံသူ VO ဖစ်ကြောင်မိတ်ဆက်လာခဲ့ပါတယ်။ဆာယာလည်း VO ရဲ့ရွှေရောင်မျက်လုံးနဲ့လူကောင်ကြီးကိုကြည့်ပြီးလူမဖြစ်နိုင်ဘူးလို့တွေးနေခဲ့ပြီးနောက်တော့သူမလွန်ခဲ့တဲ့နှစ်20ကသူ့အဖိုးပြောခဲ့တဲ့ပုံမင်တစ်ပုဒ်ကိုသတိရသွားခဲ့ပါတယ်။ပုံမင်ထဲမှာတော့လူရိုင်းတွေကမင်းကလေးတွေကိုဖမ်းပြီးဘိုက်ကိုခွဲအသေးကိုထုတ်ပြီးနှဆိုးစီကိုရစ်ပူစော်ကြတဲ့ပုံမင်မှာနောက်တော့ငါကအရှိဖိုင်းရဲ့တက်ခွဲမှုဆာယာဖီနာပဲငါကတော့အညံ့မခံနိုင်ဘူးရစ်ပူစော်မယ်ဆိုလည်းမကြောက်ဘူးဆိုပြီးပြောနေပါတယ်။ဆာယာဖီနာနမေလေးကလှသားပဲရစ်ပုဆိုရဲဆိုဘာကိုပြောတာလဲလို့ VO ကပြန်မေးနေပြီးမင်းကငါ့ရဲ့သူတို့သမီးလို့ရမယ်လို့ပြောလာပါတယ် VO ကလည်းငါတို့မျိုးနယ်ကတန်မာတဲ့သူရဲကောင်းမလေးတွေဆိုရင်မိမအဖြစ်ယူကြတယ်လို့အော်ပြောလိုက်တာကြောင့်ဆာယာလည်းလက်မခံနိုင်ဘူးဆိုပြီးအသေးအံငင်းနေခဲ့ပါတယ် VO ကတော့တိုက်ပွဲမှာဒိုင်းရှင်ခုတ်ကလေးကသူမောက်ကြွေသွားတာလို့ပြောတာကြောင့်ဆာယာတယောက်လည်းမျက်နှာကြီးပါနေခဲ့ပါပြီနောက်တော့သူကအတင်းအားဓမ္မသိမ်းမယူပါဘူးလို့ပြောကနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်လွန်ခဲ့တဲ့9နှစ်တုန်းကအီလီဒိုရန်နိုင်ငံရဲ့လာဖီလန်မြို့မှာတော့ဆာယာရဲ့အကိုဖြစ်သူမျိုးသားကသူမကိုအရှိပိုင်းရဲ့တက်ခွဲမှုအဖြစ်ခန့်အပ်လိုက်ပြီလို့ပြောနေပါတယ်။ဆာယာလည်းဝမ်းသာနေခဲ့ပြီးကြိုးစားပါမယ်ဆိုပြီးလက်ထွက်တော့မဲ့အချိန်မှာပဲသူမကိုခဏတားလိုက်ပြီးမျိုးသားကတော့ကပွဲတက်ဖို့ဖိတ်ထားတယ်ဆိုပြီးတော့စာအိတ်လေးထုတ်ပေးလာခဲ့ပါတယ်။ဆာယာလည်းပွဲအခမ်းအနားကိုတက်ခဲ့ရပြီးလူတွေကသူမလိုမိန်းမကစစ်တပ်ကိုဥဆောင်နေတာမဖြစ်သင့်ဘူး။မိန်းမတွေတန်မာလဲဘာမှမထူဘူး။လင်ယူတောင်းမွေးပဲလုပ်တင်တယ်ဆိုပြီးတော့သူမအကြောင်းမကြားတကြားပြောနေကြပါတယ်။ထိုအချိန်မှာပဲအမျိုးသမီး3ယောက်ကသူတို့နဲ့အတူထိုင်ဖို့အတွက်လာခေါ်ပါတယ်။နောက်တော့သူတို့နဲ့အတူထိုင်နေကြပြီးအရှိပိုင်းတက်ခွဲမှုဖြစ်လို့ဂုဏ်ယူပါတယ်လို့ပြောပြီးအရှိပိုင်းလူရိုင်းတွေကရင်းဆိုင်ကြပြီးအမျိုးသမီးစစ်စီတွေကိုမိရင်ရစ်ပူစော်ကြတာကြောင့်မသွားသင့်ဘူးလို့ပြောနေပါတယ်။ဆာယာလည်းဒေါသထွက်သွားပြီးအရှိပိုင်းနယ်မြေကိုသိမ်းယူဖို့ကအီလိုဒိုရန်နိုင်ငံစတီတွေကရည်မှန်းချက်ဖြစ်ပြီးတခွဲမှုတယောက်အနေနဲ့အဲကိုလွတ်ခံရခြင်းဟာခွင့်မစရာဖြစ်တယ်လို့အော်ပြောနေပါတယ်။ထိုအမျိုးသမီး3ယောက်ကလည်းစစ်ပွဲဆိုတာယောက်ျားတွေရဲ့တာဝန်ဖြစ်ပြီးမိန်းမဆိုတာကလင်ယူတောင်းမှုပဲလုပ်တဲ့တယ်လို့ဆက်ပြောတာကြောင့်ဆာယာဖီနာလည်းရထားလုံးစီးပြီးပြန်သွားခဲ့ပါတယ်။သူမပြန်နေတဲ့အချိန်မှာပဲပြည်သူတွေကအစားအစာတွေငတ်မွတ်နေကြပြီးချင်းချင်းတိုက်ခိုက်လူရနေတာကြောင့်သူမကပဲဂျားကနေဝင်တားခဲ့ရပါတယ်။သူမတားနေတဲ့ဂျားကပဲလူတွေကဆက်လက်တိုက်ခိုက်နေတာကြောင့်သူမကပဲ3ယောက်လုံးစော်ပေးလိုက်ရပါတယ်ထိုလူ3ယောက်ကလည်းအစားတောက်တွေငက်ပြက်ပြီးတေးရတာနဲ့ဆိုင်ရင်အခုလိုတေးရတာမကောင်းတာကြောင့်သူတို့ကိုတတ်လိုက်ဖို့ပြောနေပါတယ်ဆာယာလည်းနောက်ကိုမလူရကြဖို့ပဲမှာပြီးသူ့ရဲ့ဆွဲကြိုးလေးကိုဖြုတ်ပေးခဲ့ပါတယ်စိတ်ထဲမှာတော့သူမကမကြခင်မှာအရှိဘက်လူရိုင်းနေမီကိုတင်းပိုက်ပြီးပြည်သူတွေအားလုံးကိုဝဝလင်လင်စားနိုင်အောင်လုပ်ပေးမယ်လို့တွေးနေပါတယ်နောက်တော့သူမအရှိဘက်နေမီကိုတိုက်ပွဲထွက်ဖို့အတွက်စူတောင်းဝေးပြုတ်နေချိန်မှာပဲသူမရဲ့အကိုရောက်လာခဲ့ပြီးမိမဖြစ်ပြီးတော့သူရဲကောင်းဖြစ်ချင်တာလားခေါင်းမမာနဲ့အချင်းရှိတောင်လူညွတ်တောင်းဝေးလို့ဆစ်ဖီနာလို့ပြောနေပါတယ်အပြည့်ပြည့်နဲ့သူမအကိုကလူရိုင်းကောင်းဆောင် VO ဖြစ်သွားပြီးငမင်းမလွတ်ရမယ်လို့ပြောနေပါတယ်ဒါဒီအားလုံးကသူမအိမ်မက်မက်နေခဲ့တာဖြစ်ပြီးသူမနိုးလာတဲ့အခါမှာတော့ဟောက်တန်အခြေကြီးကိုကြားလိုက်ရပါတယ်သူမဘေးကိုကြည့်လိုက်တဲ့အခါမှာတော့လူရန်ကောင်းဆောင် VO ကြီးဟာသူမဘေးမှာကိုတီလုံးကြီးနဲ့အိပ်ပျော်နေခဲ့ပြီး VO ရဲ့ကြီးမားတဲ့ငပြောသီးယူပါမြင်သွားတာကြောင့်လန့်သွားရင်းနဲ့ပဲဒီပိုင်းလေးပြီးသွားခဲ့ပါတယ်